ဒီတန်စင်ကိုပဲဝိုနဲ့ထက်ဆိုမယ်နော်ဝိုရဲ့ဟာရဲ့ဟီးရဲ့အဲ့လိုမျိုးဘာလို့ဝိုရဲ့ဟာရဲ့ဟီးရဲ့ကျင့်တယ်ဆိုရင်ဘယ်ဘာသာကြစကားပဲပြောဘယ်ဘာသာနဲ့ပဲဆိုပါဇက်ပေါ်ဆိုရှင်ကဒါတွေပဲလာမှာဒါမှမဟုတ်လက်စင်မှာပါဇက်ကိုတခါလေအကျင့်ပအောင်ဆိုပြီးတော့အဲ့လိုလုပ်ပြရမယ်နော်ဝိုရဲ့ဟာရဲ့ဟီးရဲ့ဒီလက်စင်ပဲဒီတန်စင်ကိုပဲအဲ့တော့ဝိုနဲ့ပြန်စကြည့် 1 2 3 4ဆုံးသက်တာလေးကိုတိကျ view set ပြီးဒီညက်ဆိုနော်1 2 3 4ဟုတ်ပြီဝိုးရယ်ဟာရယ်ဟီးရယ်အဖွင့်ပိတ်လေးမကြောက်တော့နော်